ကဲဘရောလုံးမင်္ဂလာပါ idea game ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်မီယာခိုက်လေးလုပ်ပေးတော့မှာပါအခုနောက်ပိုင်းမီယာကိုတော်တော်များပြန်ကင်နေကြရတွေ့တော့ကျွန်တော်မီယာခိုက်လေးလုပ်ပေးဖို့အကြံရတော့တာပါဒါနဲ့ကျွန်တော် channel လေးကို subscribe လုပ်ရသေးလို့ဆိုလို့ရှင်တော့ subscribe လုပ်ခဲ့ပေးလို့ရပါတယ်ဒီ video လေးကိုလည်း like လေး comment လေးရေးခဲ့ပေးဦးနော်ကဲဒါဆိုလို့ရှင်တော့စလိုက်ကြရအောင်မီယာရဲ့ passive က enemy ကို basic တက်ပစ်လိုက်တဲ့အခါ attack speed 900ခန့်ကို4စက္ကန့်ကြာရရှိမှာပါတစ်ချက်ပြည့်ရင် stat တစ်ခုမှတ်မှာဖြစ်ပြီးတော့ stat အများဆုံး9ခုထိမှတ်ပါတယ်stat 9ခုပြေသွားတဲ့အခါမှာ Moonlight Shell လို့ခေါ်တဲ့မီယာနဲ့ပုံစံတူအရေးတစ်ခုပေါ်လာမှာဖြစ်ပြီးတော့မီယာရဲ့ attack effect တွေရဲ့တစ်စိတ်တစ်ပိုင်းနဲ့အတူ enemy ကိုကူပစ်ပေးမှာပါဒီရိတ်ကမီယာလောက်တော့ damage မထွက်ပေမဲ့မီယာရဲ့ attack effect တွေရဲ့တစ်စိတ်တစ်ပိုင်းတော့ damage ထွက်ပါတယ် skill 1 မီယာ skill 1ကိုသုံးလိုက်တဲ့အခါမြားနှစ်စင်းကို4စက္ကန့်ကြာရမှာဖြစ်ပြီးတော့ attack effect တွေရဲ့တစ်စိတ်တစ်ပိုင်းနဲ့အတူအနီးမှာရှိတဲ့ enemy တွေကို30ရာခိုင်နှုန်း damage ထိစေပါတယ်ဒီတော့သူပြောချင်တာကမီယာ skill 1ကိုသုံးလိုက်တဲ့အခါမှာမြားနှစ်စင်းအပိုရတယ်ဒီတော့မီယာကတစ်ခါပြည့်မြား3စင်းထွက်ပါတယ်ဒါမဲ့ဒီအပိုရတဲ့မြားနှစ်စင်းကတော့ damage အပြည့်တော့ရမှာမဟုတ်ပါဘူး skill 2 မီယာ skill 2ကမြားတစ်ချောင်းကိုပြစ်လွတ်လိုက်မှာဖြစ်ပြီးတော့အဲ့ဒီမြားကြာသွားတဲ့ area တစ်ဝိုက်က enemy တွေကို physical damage နဲ့အတူ 1.2 second ကြာ stun ဖြစ်စေပါတယ်အဲ့ဒီနောက်မြားအသေးလေး6ချောင်းကွဲထွက်သွားမှာဖြစ်ပြီးတော့မြားအသေးလေးတစ်ချောင်းချင်းစီထိမှန်လိုက်တဲ့ enemy တွေကို physical damage နဲ့အတူ2စက္ကန့်ကြာ300ရာခိုင်နှုန်း slow effect ပေးပါတယ်ဒီတော့မီယာ skill 2ကနေပြီးတော့ enemy ကို stun လည်းဖြစ်စေတဲ့ slow effect လည်းရပါတယ် ultimate မီယာရဲ့ ultimate ကိုသုံးလိုက်တဲ့အခါမှာသူ့ပေါ်တက်ရောက်နေတဲ့ debuff တွေအားလုံးကိုဖယ်ရှားလိုက်မှာဖြစ်ပြီးတော့သူကိုယ်တိုင်ကလည်း movement speed 65ရာခိုင်နှုန်းနဲ့အတူကိုဖြောင်းလိုက်မှာပါကိုဖြောင်းတဲ့အချိန်က2စက္ကန့်ကြာဒါမှမဟုတ် enemy ကိုတိုက်ခဲ့တဲ့အခါပြန်ပေါ်လာအောင်ပါဒီလိုပြန်ပေါ်လာတဲ့အခါမှာတော့ passive stat 5ခုလုံးကအပြည့်ရနိုင်မှာပါဒါကတော့ကျွန်တော်မီယာရဲ့ passive နဲ့ skill တွေကိုရှင်းပြသွားတာပါကျွန်တော်တို့က hero တစ်ကောင်ကိုကင်တော့မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ passive နဲ့ skill တွေကိုကောင်းကောင်းနားလည်ထားဖို့လည်းလိုအပ်ပါတယ်မီယာအတွက် skill ကမွားကြတော့ ultimate နဲ့ enemy နာကိုတွားကတ်မယ်ပြီးသွားရင်တော့ skill 2 skill 1သုံးပြီးတော့ enemy ကို damage ပေးရင်လည်းရတယ်ဒီလိုမှမဟုတ်ဘဲနဲ့ပုံမှန်တိုင်းပဲ enemy ကို skill 2 skill 1နဲ့ damage ပေးမယ်enemy ဘက်ကတက်ရောက်လာမဲ့ debuff တွေကိုဖယ်ရှားနိုင်မှုအတွက် ultimate ကိုခြံထားပြီးတော့ကမှနောက်မှသုံးရင်လည်းရပါတယ်ဒါကတော့ဘယ်တဲ့ပုံမှာမူတည်ပြီးတော့ကမှကိုကစဉ်းစားပြီးတော့သုံးအောင်ပါဒီနေရာမှာတစ်ခုတတိထားမှာကမီယာအနေနဲ့ဘယ်တဲ့မဆိုင်ကြီး passive stat 5ခုတော့အပြည့်ရထားဖို့လိုပါတယ်ဒါမှလည်းဘယ်တဲ့ဆိုင်တဲ့အခါမှာသူ့ရဲ့အရေးကကူပစ်ပေးတဲ့ damage ကိုလည်းရမှာပါ gameplay strategy မီယာကိုင်းတဲ့အခါမှာစိတ်ရှည်ဖို့လိုတယ်မီယာကတခြား maxman တွေနဲ့စားလို့ရှိရင် item ပေါ်မှာပို့ပြီးတော့မှီခိုရတယ် item ရရင်လည်းရသလိုရမ်းပါတယ်ဒီတော့အာလီမှာတက်နိုင်လို့စိတ်ပြီးဆော့မယ်ခွေ့တွေကိုလက်စစ်ချိန်စားမယ်ဒီလိုနဲ့ပဲအာလီမှာဆော့သွားလို့ရပါတယ်မေဂိမ်းလောက်ရောက်သွားပြီဆိုလို့ရှိရင်တော့ကိုဘက်က hyper ခြံခဲ့တဲ့ buff တွေကိုစားလို့ရပါတယ်တက်နိုင်လို့ကိုနဲ့နီးတဲ့ battle တွေကို like join မယ်အရန်ဝေးတဲ့ battle တွေတော့မ join ပါနဲ့ကိုယ့်ရဲ့ land crate တွေလွတ်သွားမှာဆိုလို့ပါအားလီကနေပြီးတော့မေဂိမ်းလောက်အထိဒီတိုင်းလေးဆော့လာနိုင်တယ်ဆိုလို့ရှိရင်တော့လေဂိမ်းရောက်သွားတဲ့အခါမှာကို့မှာ item အတိုင်းတာတစ်ခုဒီရနေမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ 10-5 battle တွေကို like join လို့ရပါပြီ item base နဲ့ ambulance item base နဲ့ ambulance ကိုလည်းတည်တည်ချာလေးတွဲသုံးထပ်ဖို့လိုပါတယ်ဒါမှလည်းကိုကိုင်းတဲ့ hero ကချမ်းမှာပါကျွန်တော်ဒီနေရာမှာ2မျိုးယူပေးပါမယ်တစ်ဖက်ကသွေးမာတဲ့ tank တွေ fighter တွေပါလာရဆိုလို့ရှိရင်တော့အခုပြထားတဲ့ item base နဲ့ ambulance ကိုတွဲသုံးလို့ရပါတယ်ဒီ item base နဲ့ ambulance မှာကျတော့ attack speed ကိုအဓိကဦးစားပေးထားတာပါတစ်ဖက်ကသွေးမာတဲ့ tank တွေ fighter တွေမပါလာဘူးဆိုလို့ရှိရင်တော့အခုပြထားတဲ့ item base နဲ့ ambulance ကိုသုံးလို့ရပါတယ်ဒီ item base နဲ့ ambulance မှာကျတော့ attack speed နဲ့ critical ထတာကိုဦးစားပေးထားတာပါ battle spell ကိုတော့ inspire ဒါမှမဟုတ်ရှင် flicker နဲ့ဆော့လို့ရပါတယ်ကဲဒီလောက်ဆိုရင်တော့မီယာကိုကောင်းကောင်းလေးကင်လို့ရပါပြီမီယာကဆော့ရတဲ့လွယ်တဲ့ hero တွေမှာပါပါတယ်ကဲကျွန်တော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲเนาะကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ် Springtide Secrets Hidden blossoms. The frost can't stop me. Shall never falter. Under attack. Your team Hidden blossoms. Mega kill. Wake up and smell the. Attack.